ပြိုင်ပေးခတ်စောအဲ့နေ့ကမနက်4 နာရီထိုးဆိုပင်ပဲအလင်းရောင်ကတိတ်မရှိသေးဘူးစောင်းရင်းဆိုတော့ကန်တော်ကြီးပတ်လမ်းမှာမြူတွေကပိတ်နေတယ်လမ်းမီတန်ကလည်းခန်းကျင်စီလေးချိတ်ထားသလိုမှိန်လို့ကိုနိုင်တွေမနက်ဆိုရင်အရင်လမ်းကြောင်းအတိုင်းပဲ training ဆင်းတာပေါ့မဟုတ်တော့ဘူးကိုကောင်းမြတ်ကျွန်တော်ကန်တော်ကြီးပတ်လမ်းဘက်မှာနင်းပြနေတယ်လွန်ခဲ့တဲ့ရက်ကကောင်းမြတ်ရဲ့ညီတွေကမြမရုံမြင့်တန်ကြားမှာစေးဘောလေးကြော်ညာရိုက်ဖို့စီစဉ်ကြတယ်ကြော်ညာထဲမှာမင်းသားကပြိုင်မင်းစီးလာတဲ့အခန်းအတွက်ကိုနိုင်ထွေးရဲ့စပိန်ကိုခဏငားဖို့ကရဝိတ်ဟိုတယ်မှာသူနဲ့တောက်ကြစားကြစကားပြောကြတယ်အဲ့ဒီတော့ကကိုအောင်နိုင်ထွေးကိုအမက်တမဲ့သဘောနဲ့မေးလိုက်တဲ့စကားကားကိုဆက်နိုးထားပြီးစတီယာတိုင်းပေါ်လက်ကိုခတ်တင်းတင်းစုပ်ကင်လိုက်တယ်ခလန်းလန်းမြူတွေကြားမှာရွေရှားလာတဲ့အရာတစ်ခုကိုကားဘက်မှန်ထဲကနေမြင်နေရတယ်စပိန်တစ်စီးပဲတဖြည်းဖြည်းနဲ့နီးလာတဲ့စပိန်ကိုဘက်မှန်ကနေတေချာကြည့်လိုက်တယ်အဖြူအောင်စပိန်သီးဝတ်စုံနဲ့အုတ်ထုတ်အပြာရောင်ကိုစောင်းလာတဲ့လူတွေရောက်ပြိုင်ပင်းလေးတစ်စီးကားကိုသူကခတ်တွတ်ကြော်နှင်းသွားတယ်ကားဆက်ကိုနှိုးလီဘာကိုအသာနင်းပြီးစပိန်ရဲ့ခလန်းလန်းကနေလိုက်လာလိုက်တယ်အိုလံပစ်လော့စ်အန်ဂျယ်လီအမေရိကန်မင်းရဲ့ဆုံးရှုံးခဲ့တဲ့အချိန်တွေရဲ့ပြီးတော့ငါသားလေးရဲ့ကုံဆုံးရမယ့်အချိန်တွေရဲ့အတွက်နားထဲမှာအတန်တွေဟာပဲ့တင်ထမ်းမြကြားရအောင်သူလီဘာကိုခတ်ပြင်းပြင်းနင်းမှုစူးစမ်းမိနင်းကငါ့အပေါ်ရမ်းကောင်းတာပဲကောင်းမြတ်ငါလေကိုသာမရှိခဲ့ရင်နင်းနဲ့ရီးစားဖြစ်မလားမသိဘူးနော်ဟာငါတငယ်ချင်းလူကောင်းကြီးဤဖြူရဲ့အတန်တွေတကယ်တော့ပြေးကုန်ပြေးကကောင်မလေးနဲ့မင်းနဲ့ရင်းနှီးနေတာကိုအောင်နိုင်ထွေးကမကြိုက်ဘူးမင်းတို့ကိုမနီးစပ်စေချင်ဘူးအားကစားနည်းလည်းမတူပေမဲ့မင်းနဲ့သူရှင်သူကပဲလက်ရွေးစဉ်ဖြစ်ချင်တာမင်းကိုတော့မဖြစ်စေချင်ခဲ့ဘူးကားထဲမှာဦးတန်းနိုင်ရဲ့အတန်တွေပဲ့တင်ထက်နေသလိုမျိုးဟာရပါတယ်ဗျာမူးလို့ဖြစ်တာပဲစိတ်ထဲဘာမှမရှိဘူးရဲ့ကျွန်တော်ကကိုကောင်းမြတ်ကိုအကူအညီတောင်းနေတာကျွန်တော်မရှိတဲ့အချိန်တွေမှာဒီကခမရရဲ့တငယ်ချင်းကိုစောင့်ရှောက်ပေးထားပါလို့အောင်နိုင်ထွေးရဲ့ပြုံးနေတဲ့ညနာငါလူတက်ဖို့လုပ်နေတာပဲလီဘာပေါ်တင်ထားတဲ့ခြေထောက်ကိုသူ့ဖယ်ဖို့ကြိုးစားတယ်သူငါ့ကိုထားသွားပြီထင်တယ်ကောင်းမြတ်ဤဖြူရဲ့ညှိုးငယ်သောဘာသာစကားဟာသူ့ခြေထောက်တွေသူ့လက်တွေကိုတစုံတစ်ယောက်ကထိန်းချုပ်လိုက်သလိုမျိုးကားဟာအရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတယ်သူ့အားနဲ့ရုန်းကန်မှုကြိုးစားတယ်ဒါပေမဲ့သူ့ခြေထောက်တွေဟာသူ့ခြေထောက်တွေမဟုတ်တော့သလိုသူ့လက်တွေဟာလည်းသူ့လက်တွေမဟုတ်တော့ဘူးသူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာတစုံတစ်ယောက်လိုဖြစ်နေပြီးသူ့အသိစိတ်ကခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရတော့ဘူးကိုနိုင်တွေသူ့အတန်ကျဲကြီးအော်လိုက်စင်မှာပဲကားဟာရှေ့ကစပိန်ကိုအရှိန်ပြင်းပြင်းနဲ့ကားဟာအရှိန်ပြင်းပြင်းနဲ့ဆက်မောင်းနေတယ်မောင်းနေရင်းကနေသူ့ရဲ့လက်တွေခြေထောက်တွေကိုသူပြန်ထိန်းချုပ်လို့ရလာတယ်ဖះခုနကကိုအောင်နိုင်တွေကိုတိုက်ခဲ့တာလားသူကားကိုပြန်လဲဖို့ပြင်တယ်ဘလောက်ရှိနေတိုက်ခဲ့တာသူတည်သွားခဲ့ရင်ရောသူ့ကိုငါတိုက်ခဲ့တာမဟုတ်လားသူစိတ်တွေရှုပ်ထွေးရာကတဆင့်ခြောက်ချားလာတယ်သူနောက်ကိုလှည့်မကြည့်တော့ဘူးကားကိုပြည်လန်းဘက်စီကိုဦးတီမောင်းလာလိုက်တယ်ဘကိုးကကားကိုရောင်တဲ့အထိကားကိုမောင်းသွင်းလိုက်တယ်ကားရှိဘန်မာကိုတစ်ချက်ကြည့်လိုက်တော့ကြီးကြီးမားမားခြိုက်နေတဲ့တနေရာသူကားကိုရောင်ထဲမှာပဲထိုင်ချလိုက်တယ်အောင်နိုင်ထွေသူဘာဖြစ်သွားပြီလဲဦးကောင်းမြတ်ဟာဟောင်းလွှမ်းပြီးဖုန်တက်နေတဲ့မိုးကားသားကိုဖယ်လိုက်တယ်မော်ဒယ်အောက်နေပြီဖြစ်တဲ့ခေဟောင်း Force ကားတစ်စီးဦးပြောရင်မင်းယုံမှမထင်ဘူးတကယ်ပဲအဲ့ဒီတော့ကဦးသူ့ကိုမတိုက်မိဘူးအစွမ်းကိုကြိုးစားခဲ့တယ်ဒါပေမဲ့ဦးကိုတခုခုကထိန်းချုပ်ခဲ့တာမျိုးဦးကောင်းမြတ်ကိုကြည့်ပြီးကျွန်တော်လန့်လာတယ်လူတယောက်ကိုအကွက်ကြကြကားနဲ့တိုက်တက်ခဲ့တဲ့လူတယောက်နဲ့ကျွန်တော်ဂိုးတောင်တစ်ခုထဲမှာတူရှိနေတာပြီးခဲ့တဲ့လူတက်မှုမှာရောသူ့မိမဒေါ်သိန်းကြီးကိုတတ်လိုက်တာမဖြစ်နိုင်ဘူးလားဒေါ်သိန်းကြီးဟာသူ့ရဲ့လျှို့ဝှက်ချက်ကိုတီးသွားလို့တတ်လိုက်တာမျိုးလားဒါဆိုရင်အောင်ကောင်းပြောတဲ့ဖြစ်စဉ်ကသူ့အဖေကိုသူကာကွယ်တာလားဒါလည်းမဖြစ်နိုင်ဘူးဦးကြောက်နေပြီလားတကယ်တော့ဒီကိစ္စမှာဦးစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဦးကားနဲ့ကိုအောင်နိုင်တွေကိုတိုက်တက်မိလိုက်တာတော့အမှန်ပါပဲဒီကိစ္စတွေအားလုံးရှင်းပြီးသွားရင်ဦးဖမ်းခံပါမယ်ကျွန်တော်စိတ်ထဲဒီကိုရောင်ကြီးဟာမုန်းကြက်လာသလိုပဲအခု15နှစ်နီးပါးရှိမှမင်းတငယ်ချင်းအောင်ကောင်းလက်တဲ့ကိုဒီစပိန်ကရောက်လာတယ်ပြီးတော့ဒီစပိန်နဲ့ဒီကားဟာဂိုးတောင်တစ်ခုထဲမှာရှိနေပြန်တယ်အခုဦးနဲ့ပတ်သက်သူတွေဆုံးရှုံးရသမျှကိစ္စတွေဟာဦးစီကိုပဲညွှန်ပြနေသလားလို့ဦးထင်တယ်ဦးကြတော့ဘာလို့ဘာမှမဖြစ်ရတာလဲကျွန်တော်စကားကြောင့်ဦးကောင်းမြတ်လည်းတွေ့ဝေသွားပုံရတယ်ဟုတ်တယ်ဦးလက်ထားကိုစဉ်းစားနေတာတကယ်လို့ဒီစပိန်မှာအောင်နိုင်တွေကပူးကတ်နေတယ်ဆိုရင်သူဦးကိုပဲကလေးစားချေရမှာလေ
ဘာကြောင့်ဒီစပိန်နဲ့ပတ်သက်သူတွေအားလုံးသိရတာလဲကျွန်တော်ဂိုတော်ပေါ့ဝစီကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ပြိုင်မင်းလေးဟာဂိုတော်ဝဘေးမှာထောင်ရက်ပဲရုတ်တရက်ချက်သိန်းတွေချလာတယ်ဦးကျွန်တော်ဒီထဲမှာမနေချင်တော့ဘူးကျွန်တော်လှည့်ထွက်လာတော့ဦးကောင်းမြတ်လည်းကားကိုမိုးကစားနဲ့ဖုံးပြီးလိုက်လာတယ်ဒါနဲ့ဒေါ်ဤဖြူကရောဦးသူတို့ရဲ့ဇလန်းထဲကပျောက်နေတဲ့တကွက်ကိုကျွန်တော်သတိရသွားလို့ပါအောင်နိုင်တွေးကိစ္စပြီးနောက်တရက်မှာပဲအိုလံဘေးအတွက်ဦးရွေးချက်ခံလိုက်ရတယ်လို့ဦးတန်းနိုင်ကလှမ်းခေါ်ပြီးဦးကိုလေးချင်ကန့်ထဲမှာထည့်လိုက်တယ်အဲ့ဒီကနေ2လလောက်ကြာတော့အိုလံဘေးကိုဦးသွားရတယ်ဟိုမှာလဲစူးတစူးမှမချိတ်ခဲ့ပါဘူးစိတ်တွေလည်းမတီမငြိမ်တော့ဘူးလေဦးပြန်လာတဲ့အချိန်မှာဤပြူကဘကိုးမှမရှိတော့ဘူးသူ့အိမ်ကိုသွားတော့လေသူ့အမေကစုံးတာ1လလောက်ရှိပြီတဲ့ဤပြူကသူ့အမေမစုံးခင်ကလေးကအိမ်ကထွက်သွားတာလို့ဤပြူအကိုလင်မယားကပြောတာပဲကျွန်တော်စိတ်ထဲမက်စင်ကိုတွားပြေးမြင်လိုက်တယ်မက်စင်ဟာဤပြူရဲ့သမီးဆိုတာကိုဦးကောင်းမြတ်ကိုပြောပြလိုက်ရင်ကောင်းမလားအဲ့ဒီနောက်တော့သိမကြဘူးဦးရဲ့ပထမအိမ်တော်ကနေအောင်ကောင်းလေးကိုထပ်မွေးတယ်မကြဘူးဦးဖွားဆုံးသွားတော့ဦးတို့ညီကိုတွေဒီစလိတ်ခုံကိုပဲဆက်လုပ်ကြတယ်ဦးညီတွေကိုပဲဦးစီးခိုင်းတာပြီးဦးကတော့တန်းလေးအဖွဲ့ချုပ်မှာဝါသနာပါတာကိုလုပ်တာပေါ့ပြိုင်ပွဲတွေအစည်းအဝေးပွဲတွေနဲ့နိုင်ငံခြားသွားလိုက်လာလိုက်လုပ်နေရင်းနဲ့ပဲဘကိုးတော့တိတ်မပြန်ပြပါဘူးအဲ့ဒီမှာအောင်ကောင်းမင်းနဲ့လည်းအိမ်တော်ကြီးအဆင်မပြေနောက်ဆုံးမတ်သိန်ကြီးနဲ့အိမ်တော်ပြုတ်ပြသွားတာပဲဒါဆိုဦးကဤပြူကိုမတွေးပြတော့ဘူးပေါ့တွေးကျင်တာပေါ့ကွာဦးရဲ့ချစ်ဦးပဲဒါပေမဲ့ဦးကြောင့်အောင်နိုင်တွေးတည်ရတာလေအခုချိန်သူ့ကိုပြန်တွေးရင်တော့ဦးတို့ဘလို့ရင်ဆိုင်ရမလဲဒါကြောင့်တကူးတကလည်းလိုက်မရှာမိခဲ့ဘူးဦးကောင်းမြတ်ဟာခြံထဲမှာရှိတဲ့ခုံမထိုင်ရင်ခေါင်းငိုက်စိုက်ထားတယ်ဦးလူဇလန်းမှာပြက်နေတဲ့ခွင်းဆက်တစ်ခုရှိသေးတယ်ဦးကောင်းမြတ်ကခေါင်းပြန်မောလာတယ်ဘာများလဲဟိုနေ့ကကျွန်တော်ပြောတယ်ကျွန်တော်ကောင်မလေးဆိုတာလေသူကဒေါ်ဤဖြူရဲ့သမီးပဲဘာဘလို့ဟုတ်တယ်ဦးသူ့ကိုဟိုနေ့ကဓာတ်ပုံကြောင်ပြောပြတော့သူအမြဲဆောင်ထားတဲ့ပုံပုံပြတယ်သူ့အမေအရင်ပုံနဲ့ဟုတ်လားဟုတ်ရဲ့လားကွာဟုတ်တယ်ဦးပြတဲ့ဓာတ်ပုံတွေကအမျိုးသမီးနဲ့သူပြတဲ့ဓာတ်ပုံကတယောက်တည်းပဲပြီးတော့သူ့ကိုမွေးပြီးတော့သူ့အမေကသူ့ဘကြီးတွေစီမှာလာထားသွားလို့သူ့ဘကြီးတွေကမွေးစားလိုက်တာတဲ့ဟင်သူ့ကိုမွေးစားတဲ့ဘာကြီးတွေနာမည်ကိုသိလားဦးကျော်တက်နဲ့ဒေါ်ဒေးစီလေဟာဟုတ်တယ်ကိုကျော်တက်ဆိုတာဤပြူအကိုအရင်ပဲဒါဆိုရင်ငါဒီကလေးမကိုတွေ့လို့ရမလားကျွန်တော်စီစဉ်ပေးလို့ရပါတယ်ဒါပေမဲ့သူ့တော့ဦးတို့ဇလန်ကြီးကိုမသိစေချင်ဘူးငကိုတဲကမှအမေရင်းကထားခဲ့တဲ့သူမို့ပို့ပြီးစိတ်ထိခိုက်သွားအောင်မယ်ဦးကလိပေးပါတယ်ကွာသူ့ကိုဦးတွေ့ပြသေးဟုတ်ပါပြီဦးနောက်တစ်ခုကဒီပြိုင်ပိန်းနဲ့ပတ်သက်နေတဲ့ပြဿနာတွေအကြောင်းတားသိထားသလောက်ဦးကိုပြောပြပါလားအောင်ကောင်းကဒီစပင်းကိုတွားပြခိုင်းတာဘသူစီကိုလဲမတ်တင်ဆိုတဲ့နတ်ကတော်မိန်းမရှာကြီးတယောက်ကတခါတော့ကဒီစပိန်ပေါ်မှာမကောင်းတာတစ်ခုကိုတွေ့တယ်အဲ့ဒီစပိန်ကိုမစည်းပါနဲ့ဖြက်စီးပြစ်ပါလို့အောင်ကောင်းကိုတတိပေးမှုတယ်ဦးသူ့စီကိုပဲအောင်ကောင်းကတွားဖို့ခိုင်းပြီးဒီပြဿနာအတွက်အဖြေရှိမယ်လို့ထင်နေတာပါဒါဆိုရင်ဦးတို့ပြဿနာကိုဖြေရှင်းဖို့ဒီနေ့ကပဲစလုပ်ကြတာပေါ့တားကူညီပေးမှဖြစ်မယ်ကြော်စွာဒီပြဿနာကမက်စင်ရဲ့အမေရင်းနဲ့ပါပတ်သက်နေတယ်ပြီးတော့ကျွန်တော်တငယ်ချင်းအောင်ကောင်းသူ့အတွက်လည်းအရေးကြီးတာမို့ကျွန်တော်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဦးကောင်းမြတ်ကိုယုံကြည်လို့ရပါမလားပေါ့ကျွန်တော်ရဲ့တန်တရားအတွေးတွေကိုဦးကောင်းမြတ်သတိထားမိသွားပုံပါပဲဦးယုံပါအချိန်ကျရင်ဦးအပြစ်တွေကိုလည်းဦးခံယူဖို့ဂရုပေးပါတယ်ကွာဟုတ်ပြီလေကျွန်တော်ကူညီပါမယ်အခုတော့ကျွန်တော်ကိုခွင့်ပြုပါဦးဦးကျွန်တော်စပိန်ကိုတွန်းပြီးထွက်လာရင်စိတ်ထဲတစ်ခုကိုတွေးမိသွားတယ်ဦးဒေါ်ဤပြူကဒီကလေးကိုဘယ်သူနဲ့ရတာလို့ထင်လဲကျွန်တော်မေးခွန်းကြောင့်ဦးကောင်းမြတ်ရဲ့မျက်နှာဟာတစ်ခုကိုတွေးမိသွားပြီးအလန့်တကြားဖြစ်သွားပါတယ်ပြီးတော့ကားကိုယ်တော်ဘေးမှာရပ်ထားတဲ့ပြိုင်မင်းကိုသူ့လှည့်ကြည့်လိုက်တယ်ကျွန်တော်လည်းဒီတမနက်လုံးနီးပါစိတ်တွေရှုပ်ထွေးနေတာနဲ့ကိုဖိုးကျော်ဂိမ်းနိုင်ဘက်ကိုစပိန်နင်းလာလိုက်တယ်ဂိမ်းနိုင်ကိုရောက်တော့ရောက်ွက်တဲ့အကောင်တွေဘောလုံးကိန်းကိုဖလားလူနေကြတယ်ကွန်ရာတွေစလိတ်တွေအစုံနေတယ်ကျွန်တော်လည်းစိုင်မာကျူရှင်လောက်ကောင်ကိုလာပေးနဲ့ပေးထားတာမို့ဒီကောင်တွေနဲ့ဝင်ကြိုင်းပြီးအချိန်ဖြုံးနေလိုက်တယ်အဖေကသူ့ရုံးကိစ္စနဲ့ခီးသွားနေတယ်အမေကလည်းသူ့ကျောင်းဆရာမနာရေးရှိလို့ညနေမှအိမ်ကိုပြန်ရောက်မတယ်ဒီနေ့အိမ်မှာဘသူမှမရှိဂိမ်းနိုင်မှာပဲမမောက်ခေါက်ဆွဲပြုံးနဲ့ညလေစာပြီးလိုက်ပေါ့ညနေပိုင်းကျကျွန်တော်မက်စင်တို့အိမ်ဘက်ကိုခဏပတ်တယ်ကြပြညမှာထိုင်နေတော့မက်စင်ကထုံးစံအတိုင်းကလေးထင်းကလေးနဲ့ထွက်လာတယ်ပြီးတော့မနက်ဖြန်မနက်ကျူရှင်ချင်း9နာရီဆိုတာကိုလက်ထောင်ပြတယ်အေးဆေးလေ
အပြုံးချင်းအပေးယူလုပ်ပြီးကြပြာညောက်ကနေကျွန်တော်ပြန်လာလိုက်တယ်အိမ်ရောက်တော့ရေမိုးချိုးပြီးမနက်ကလေးကအမေလှုပ်ပေးတဲ့ထမင်းနဲ့ဟင်းကိုစားတယ်မိကလည်းလာနေတော့ TV ကိုဖွင့်ပြီးပလက်ကလထိုင်မှာထိုင်ရင်မမေ့ရဘူးအခြေဦးရဲ့ဇလန်းတွဲကိုထိုင်ကြည့်နေလိုက်တယ်ဇလန်းထဲကမင်းသားဟောချင်းကောနေရာကိုကျွန်တော်ရောက်နေပြီးမင်းသမီးနေရာမှာမက်စင်ပေါ့အဲလေည7 နာရီသတင်းလာတော့ကျွန်တော်လည်း TV ကိုပိတ်ပြီးခဏမေးလိုက်တယ်အမေကိုစောင်းရင်ပေါ့ဟဲ့ကြော့သွားဘယ်အချိန်ကအိမ်မော်ကိုရောက်နေမှမသိတဲ့အမေရဲ့အတန်ကိုကြားမှကျွန်တော်နိုးတယ်ဟောမသာပြန်ရောက်ပြီလားရောက်ပြီတကားကိုလည်းဂျမ်မထိုးဘာမထိုးနဲ့ဒီကောင်လေးတော့အချိန်ကိုကြည့်တော့ည9 နာရီကျော်နေပြီအိပ်ပျော်သွားလို့ပါမားသားရဟိုမှာအိမ်ရှိမှနင်းတငယ်ချင်းလားမသိဘူးရောက်နေတယ်ပြိုင်မင်းလေးနဲ့ထွတ်တွေ့လိုက်အောင်ဟာကျွန်တော်လမ်းပြန်သွားတယ်ဘဲနဲ့အောင်ဝန်းကလည်းချုပ်ထဲမှာလေဝရဏာကိုထွက်ကြည့်တော့အိမ်ရှိလမ်းမီမမေအောက်မှာဘသူမှမရှိပါဘူးမေယာဟဲ့ခုနငါကျော်သွားစီလာတာလားတားဆိုတော့ခေါင်းတော်ညှိပြလိုက်ပြီကျွန်တော်ဗရန်နာတကားကိုအမြန်သွားပိတ်လိုက်တယ်ဟဲ့ဘာဖြစ်တာလဲကျွန်တော်အိတ်တော့မယ်အခန်းတကားကိုတေချာပိတ်ပြီးကျွန်တော်ဂရင်မော်ကိုလှဲနေလိုက်တယ်ဘာလဲအမေမြင်ခဲ့တာဘာတူလဲကျွန်တော်တွေးရင်ကြက်သိန်းတွေထားလာတယ်အောင်နိုင်ထွေးဆိုတဲ့လူကြီးရဲ့ဝိညာဉ်ကကျွန်တော်စီကိုလိုက်လာခဲ့ပြီလားအမေကတော့ထုံးစံတိုင်းပါဇက်ကပွားစီတွေပြောပြီးအိပ်ရတဲ့ဝင်သွားတန်ကိုကြားလိုက်ရတယ်မီးတွေပိတ်ချလိုက်တော့တိမ်လုံးဟာမှောင်မဲတိတ်ဆိတ်နေတယ်ကျွန်တော်လည်းဘာမှဆက်မတွေးပဲအိပ်ပျော်ဆက်အိပ်ဖို့ကြိုးစားရတာပေါ့ရုပ်တရက်ဆွဲငင်ဦးလိုက်တဲ့ခွေးဆန်တွေနဲ့အတူကျွန်တော်နိုးလာတယ်လေချောင်းကလည်း6ကပ်နေပြီးရေစားလာတယ်ဖြစ်ချင်တော့အရင်ညတွေဆိုကျွန်တော်အိတ်ခံနေတာရှေ့ရေဝိုးစင်ကရေတစ်ခွက်ခတ်လာပြီးအိယာဘေးစပွဲပေါ်မှာထားအိတ်နေကြဒီညကြအိတ်ချင်မူတုနဲ့ဝင်လာတော့ရေမခတ်လာမီညတရေနိုရေစားတဲ့ဒုက္ခကိုသိကြမှာပါပိုဆိုးတာကစိတ်ကဟိုတွေးဒီတွေးအိတ်မပြောပဲရေကပိုးစားလာရောညဦးပိုင်းကအမေအမြင်မားတာပဲဖြစ်မှာပါဆိုတဲ့အတွေးနဲ့ကျွန်တော်အိမ်ရှိအခန်းကိုထွက်လာလိုက်တယ်ဝရဏာရှိရရေဦးစင်မှာရေတစ်ခွက်ကိုတောက်နေတော့မှန်ထဲကနေအပြင်ဘက်လမ်းမီအောင်အောက်ရိတ်ခနဲအလေးတစ်ခုကိုတတိထားလိုက်မိတယ်ထူးထူးခြားခြားခွေးဥတန်တွေလည်းရက်လို့ပေါ့ကျွန်တော်ဝရဏာမှန်ပရင်းကိုအသာလေးကတ်ကြည့်လိုက်တော့မီးအောင်အောက်မှာအရက်ပုဘူးခါးကန်းကန်းနဲ့လူတယောက်ကျွန်တော်တို့အိမ်ဘက်ကိုကြောပေးပြီးထိုင်နေတယ်ဒီပုံစံကိုကျွန်တော်ရင်းနီးသိနေတယ်ကျွန်တော်တို့ရောက်ွက်တဲ့ကတယောက်အောင်များလားဒီအချိန်ကြီးအိမ်ရှိမှာဘာလာလုပ်နေတာပါလဲကျွန်တော်တို့အိမ်ရှိမှာလည်းအိမ်မရှိတဲ့ဟင်နူဖျားเจ้าနဲ့ကွက်လက်ကြီးတစ်ခုပဲရှိတာမှန်ပရင်းပေါက်ကနေကျွန်တော်တေချာကြည့်နေတော့မှပဲသူကျွန်တော်ဘက်ကိုတဖြည်းဖြည်းချင်းလှည့်လာတယ်ဟာကျွန်တော်ရေခွက်ကိုပြစ်ချပြီးအခန်းထဲကိုကမန်းကရန်ပြေးဝင်လာလိုက်တယ်ကျွန်တော်ခုနကတွေ့လိုက်ရတာကဆရာလေးကိုမြင့်နိုင်ဟိုပြိုင်မင်းကိုစီးရင်နဲ့ရေမြောင်းနဲ့ပြုတ်ကြပြီးတေဆုံးနေတဲ့ဆရာလေးကိုမြင့်နိုင်ကျွန်တော်မြင်ခဲ့ရတဲ့ကိုမြင့်နိုင်ရဲ့မျက်နှာဟာဖြူရောနေပြီးသူ့စပင်နဲ့နှစ်ဖူးမှာလည်းရွှွန့်တွေပေကြံလို့ဟာဘာတွေလဲဘာလို့သူတို့ငါမြင်နေရတာလဲစိတ်